င်္ဂလာပါဒါကကြတော့ကျွန်တော်တို့ပြည်မျိုးကနေအားပေးတဲ့ညီကိုအတွက်ကိုကျွန်တော်တို့ဒါစောင့်ချက်and sitting လေးလုပ်ပေးမှာပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီထဲမှာဖွင့်မုံဖွင့်နည်းလေးစနစ်ပါကျွန်တော်တို့တစ်ခါတည်း training ပေးပေးပါမယ်ခင်ဗျာအခုအုပ်စုံဆင်ထားတာကတော့ကျွန်တော်တို့215ပါမယ်အောက်ကကျွန်တော်တို့ gain 218ပါမယ်အားလုံးအုပ်စုံပေါ့နော်အဲ့ထဲဟိုမှာသူက professional အတန်ကိုလိုချင်တာဖြစ်တဲ့အခါကျတော့ကျွန်တော်တို့အပေါ်မှာ height နဲ့ဆင်ထားပေးတယ် height နဲ့ဆင်ထားပေးတယ်ပြီးလို့ရှိရင်ဒီ15ဟိုမှာကျွန်တော်တို့ watt 600ပေါ့နော် coin size 3လမ်းမနဲ့ကျွန်တော်တို့စိုးစံ7တန်အဲ့ဒီအတန်ကာလာကိုကြီးတောင်ရှင်းရဖို့အတွက်ကိုကျွန်တော်တို့သုံးထားပေးတယ်အပေါ်မှာ height နဲ့ speaker ကိုလည်း main height ဆင်ဆင်ထွက်ဖို့အတွက်ကိုmain height ဆင်ဆင်နဲ့ခပ်ပြင်းပြင်းသုံးဖို့အတွက်ကိုကျွန်တော်တို့သုံးထားပေးတယ်အောက်ကကျတော့ကျွန်တော်တို့18ကိုမှာ watt 2400ကျွန်တော်တို့ coin size 4လက်မပေါ့နော် heavy သုံးတဲ့ဟာမျိုးသုံးထားပေးတယ်သူကကျတော့ဘယ်လိုနေရာတွေတင့်တော်လဲဆိုရင်ကျွန်တော်တို့အလူမင်္ဂလာပွဲတွေမှာလည်းတင့်တော်တယ်နောက်တစ်ခုကကျတော့ဆိုင်းပွဲတွေပေါ့ပြည်သက်အခမ်းတဲ့ဆိုင်းပွဲတွေပဲဖြစ်ဖြစ် stage show ပွဲတွေပဲဖြစ်ဖြစ်အဲ့အတွက်ကိုအားရပါရသုံးဖို့အတွက်ကိုကျွန်တော်တို့ကိန်းကထုတ်တဲ့218မာတင်ကိုကျွန်တော်တို့အုပ်စုံဆင်ထားပေးပါတယ်ပြောမယ်ဆိုရင်တော့ဒီအတွဲလေးကကျွန်တော်တို့နောက်တစ်ချိန်မှာထပ်ဖြည့်တယ်ဆိုရင်လည်းသူကနောက်ထပ်ဒီပုံစံမျိုးနောက်တစ်တွဲပေါ့နော်ထပ်ဖြည့်လိုက်တာနဲ့ကျွန်တော်တို့ကအောက်က218နှစ်စုံအပေါ်မှာ215နှစ်စုံဖြစ်သွားမှာပေါ့နော်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကခုချိန်ဝယ်ထားတဲ့ပစ္စည်းကနောက်တစ်ချိန်မှာကျွန်တော်တို့ထပ်ပြီးတော့ဖြည့်တယ်ဆိုရင်တောင်မှလွတ်ပြရတဲ့ဟာမျိုးသူနဲ့အတွဲမကိုက်လို့ဘေးမှာဖယ်ထားတဲ့ဟာမျိုးနောက်တစ်ခုကကျတော့အတွဲမကိုက်လို့ခဏခဏလောင်နေတဲ့ပြဿနာမျိုးမဖြစ်အောင်လို့ကျွန်တော်တို့ကုမ္ပဏီမှာရှိတဲ့ဆက်စရာတွေနဲ့အသေးစိတ်လေးတိုင်ပင်ပြီးတော့ဆွေးနွေးပြီးတော့အုပ်ဆောင်အားပေးတဲ့အုပ်ဆောင်ဖြစ်ပါတယ်ခင်ဗျာအဲ့ဒါလေးကိုကျွန်တော်စောင့်ချက်လဲလုပ်ပေးမယ်စစ်တင်လဲလုပ်ပေးမယ်ဒါကတော့ကျွန်တော်တို့ audio ဝယ်တဲ့ဒီကိုတွေအတွက်ပေါ့နော်ဥပမာအလူမင်္ဂလာပွဲမှာဝယ်လိုက်တယ်ဆိုပါတော့ဗျာဒီအတွဲကိုဝယ်လိုက်တယ်ခဏနေနောက်တစ်ခုထပ်ဖြည့်လိုက်မယ်အဲ့ချိန်မှာထပ်ဖြည့်တဲ့ဟာနဲ့ဒီအတွဲနဲ့ကမကိုက်တော့ဘူးဟိုဟာလေးကတစ်ခုဒါလေးကတစ်ခုနဲ့အဲ့ဘူးစုကယူမျိုးစုံမဖြစ်အောင်လို့ကျွန်တော်တို့ကုမ္ပဏီဘက်ကနေမှတက်နိုင်ဆုံးစူးစမ်းပြီးတော့ဆင်ပေးထားတဲ့အတွဲလေးဖြစ်ပါတယ်ခင်ဗျာအပေါ်မှာ215ဟိုမှာ height နဲ့ mid height ဆင်ဆင်လေးသုံးလို့ရမယ်အပေါ်မှာ height တန်ကိုရွှင်လေးပေါ့အဓိကတော့ဆိုင်းပွဲတွေပါတယ်မှာပို့ပြီးတော့သုံးလို့ကောင်းတယ်နားထောင်လို့ဟိုအတန်အတွက်ပိုကောင်းမယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ speaker ကိုသုံးထားတဲ့နေရာမှာ watt 600ပေါ့နော်ကျွန်တော်တို့မိုက်ပြောတဲ့နေရာမှာပဲဖြစ်ဖြစ်တချင်းမြမဆိုင်းတန်တွေဖွင့်တဲ့နေရာမှာပဲဖြစ်ဖြစ်ပေါ့နော်အဓိကတော့မစ်တန်ကိုကြီးကြီးရွှင်လေးဖြစ်အောင်လို့ကျွန်တော်တို့ professional ဆန်ဆန်လေးကြအောင်လို့သုံးထားပေးတယ်ဒီအတွင်းလေးက watt 2400 speaker ဆိုရင်လည်းကျွန်တော်တို့က heavy သုံးတဲ့ဟာပေါ့ဥပမာရေဆိုကန်ရေစိန်ကန်အနေနဲ့သုံးလို့ရတဲ့အရွက်အင်္ဂလန်ရွက်ကိုသုံးထားပေးတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့ဥပမာဗျာကလက်တီတို့ KTV တို့နောက်ဆုံးမှာအဲ့ speaker အရွက်ကိုဘီယာနဲ့ပဲလောင်းရေနဲ့ပဲဆင်နောက်ဆုံးဟို speaker ပေါ်ပဲအန်ချလိုက်ဘာပြဿနာမှမရှိတဲ့ဟာမျိုးကိုကျွန်တော်တို့ကတုံးထားပေးပါတယ်နောက်ဆုံးတကြိုင်တွေမှာရေနဲ့ပဲထိုးပက်ပေါ့နော်အဲ့လိုမျိုး grade ထီရောက်အောင်လို့ကျွန်တော်တို့ကတုံးထားပေးပါတယ်နောက်တစ်ခုကကျတော့ခုနပြောသလိုပဲနောက်တစ်ချိန်မှာကျွန်တော်တို့ကဒီအတွဲလေးကစက်အင်အားနည်းသွားပါပြီနောက်တစ်ချိန်မှာကျွန်တော်တို့ထပ်ဖြည့်မယ်ဆိုရင်လည်းဒါမျိုးအတွဲတုံထပ်ဖြည့်လိုက်ခြင်းအပြင်ကျွန်တော်တို့အလူပွဲတွေမင်္ဂလာပွဲတွေမှာဆိုရင်မန်တက်ရဲ့ဘယ်ညာ left right ကိုလုံးဝအဆင်ပြေစေမယ်စတန်နဲ့ရှိဖြစ်စေပါမယ်ခင်ဗျာနောက်တစ်ခုကျတော့ဒီလိုမျိုးနောက်တစ်ရွယ်မန်တက်ရဲ့ဘေးမှာထပ်ဖြည့်လိုက်ခြင်းအပြင်ကျွန်တော်တို့စက်ပွဲငားတဲ့အလူရှင်တွေပါနေဆိုရင်လည်းကျွန်တော်တို့မန်တက်ရဲ့ရှေ့မှာဓာတ်ပုံတွဲရိုက်တယ်ဆိုရင်တော့မှဟိုဂုံတင်နေတဲ့ပုံစံမျိုးပေါ့နော်ဒါမှလည်းဟိုအဆင်ပြေမှာပေါ့တချို့ရှိတယ်ကျွန်တော်တို့ဆက်ကဒီဘက်ကတစ်မျိုးဟိုဘက်ကတစ်မျိုးပေါ့နော်ဓာတ်ပုံရိုက်တဲ့အချိန်မှာထွက်လာတဲ့ဟာပုံတွေကတောင်တပုံမြောက်တပုံထွက်လာတယ်အဲ့လိုမျိုးပုံစံမဟုတ်ဘဲနဲ့မန်တက်မှာလည်းဘယ်ညာ left right အဆင်ပြေမဲ့ရေရှည်မှာအဆင်ပြေတဲ့ပုံစံမျိုး stage show ပွဲတွေမှာဆိုရင်လည်းရေရှည်မှာအဆင်ပြေတဲ့ပုံစံမျိုးကိုကျွန်တော်တို့ကုမ္ပဏီမှာရှိတဲ့ဆက်စရာတွေနဲ့အသေးစိတ်တိုင်ပင်ပြီးတော့ဒါဆင်ထားတဲ့အုပ်စုံမှာအခုဒါကတော့ကျွန်တော်ပြည်ဘက်ကိုပို့ပေးရမယ်ခင်ဗျစုစုပေါင်းဒီတွဲလေးဟာတိန်း100ကျော်ကျပါမယ်ကျွန်တော်သူ့ရဲ့ပါဝင်တဲ့ပစ္စည်းလေးတွေကျွန်တော်ပြပေးမယ်ကျွန်တော်ဒီမှာသုံးဖို့အတွက်ကို professional micer သုံးထားပေးတယ်เนาะ professional micer မှာဆိုရင်ကျွန်တော်တို့ဒီ mic box တွေမှာဆိုရင်ကျွန်တော်တို့two way combine system ကိုသုံးထားပေးတယ် Canon ကောင်းပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးပေါ့နော် mono jet နဲ့ထိုးလို့ရတဲ့ဟာပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ48ဖို့သုံးလို့ရတဲ့ system ပါမယ်ပြီးလို့ရှိရင် gain ပါညာ low mid height ကတော့ပေါ့နော်အကုန်လုံးပါမယ်နောက်တစ်ခါ professional sensor မောင်းနေတယ်ဆိုရင်ပန်ကို left right ခွဲပြီးတော့မောင်းလို့ရတယ်ဒီနည်းစနစ်နဲ့လည်းမောင်းလို့ရတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီမှာ bluetooth เนาะ bluetooth နဲ့လည်းကျွန်တော်တို့ချိတ်ပြီးတော့သုံးလို့ရတယ် bluetooth နဲ့ဖုန်းနဲ့ပဲချိတ်တာဖြစ်ပေါ့နော်တကယ်ပွဲကြီးတွေမှာဆိုရင်တော့ bluetooth နဲ့ချိတ်မသုံးတာပဲကောင်းပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဖုန်းတွေကမျိုးစုံလာတယ်ဟာဝေးလာတယ်ဘာညာအကုန်လုံးမျိုးစုံလာတာပေါ့နော်အဲ့ထဲမှာအတန်ပို့ပြီးတော့ပြည့်တာက Samsung နဲ့ iPhone ဆိုရင်သူ့ရဲ့တီးတဲ့နှုံးတွေ return တွေပါတွေအတန်အတွက် force အပြည့်ရပါတယ်တခြားဖုန်းတွေဆိုရင်မပြည့်ဘူးမဟုတ်ဘူးပြည့်တယ်တချို့ကကျတော့အတန်ကများတာပေါ့နော်ဂိမ်းချမ်းတဲ့ခါကျတော့ကျွန်တော်တို့အခုလိုမျိုးရ
ဒီလိုမျိုးရှေ့ရွက်တွေဆင်ထားတဲ့နေရာမှာအတန်ကပြဲနေတာမျိုးတွေဂိမ်းချမ်းတာမျိုးတွေဒါမျိုးတွေဖြစ်နိုင်တာပေါ့နော်အဲကြတော့ကျွန်တော်တို့ကဒီမူရင်းအတန်ကမိုက်စာတွေကိုကောင်းကောင်းဝင်လာပြီဆိုမှကျွန်တော်တို့လိုအပ်တဲ့အတန်ကိုဒီကနေမှကျွန်တော်တို့ကောင်းကောင်းချိန်ညှိလို့ရမှာပါအဓိကပြောချင်တာဒီ input ကောင်းမှဒီဘက်ကအလုံးလုံးမဲ့ output ဘိုင်းတွေလည်းပို့ပြီးတော့ကောင်းပါမယ်အဓိကပြောချင်တာကျွန်တော်တို့ဒီ professional မိုက်စာမှာမိုက်လိုင်းတွေကျွန်တော်တို့အပြည့်သုံးလို့ရမယ်ရှစ်လိုင်းစလုံးအပြည့်သုံးလို့ရမယ်ဥပမာကျွန်တော်တို့ဆိုင်ပွဲပဲပြီးပြီးပေါ့နော်အလူမင်္ဂလာပွဲမှာပဲပြီးပြီးနောက်ဆုံးအလူမင်္ဂလာပွဲနေမဟုတ်ဘူးတရားပွဲမှာပြီးတယ်ဆိုရင်လည်းအဆင်ပြေတယ်ဥပမာတရားပွဲပြီးတယ်ဆိုရင်လည်းကျွန်တော်တို့ဒီမှာတရားတောင်းတဲ့ပုဂ္ဂိုလ်အတွက်ကိုကျွန်တော်တို့ဒီလိုမျိုးကန်တော်ကောင်းနဲ့ထိုးပြီးတော့ရိုးရိုးမိုက်သုံးထားပေးမယ်နော်ဒီဘက်ကနေပေါ့နောက်တစ်ခုကဆရာတော်ဟောတဲ့ဟာဆိုရင်လည်းဒီဘက်ကနေကျွန်တော်တို့ဒီမှာ48voltနော်48voltနှိပ်ပြီးတော့ပေးထားပေးမယ်ကျွန်တော်တို့အဆင်ပြေတယ်အဲ့ကြတော့ကျွန်တော်တို့ပြောချင်တာတရားပွဲမှာဆိုရင်လည်းဟုတ်ပြီတရားတောင်းတဲ့ပုဂ္ဂိုလ်ကပြောတော့မယ်ဆိုရင်ဒါလေးအတင်ချလောက်တာနဲ့လေကျွန်တော်တို့ကပြီးသွားပြီပေါ့နော်ဆရာတော်ဆိုလည်းအဆင်ပြေမယ်အလူမင်္ဂလာပွဲတွေမှာဆိုရင်လည်းကျွန်တော်တို့ကဥပမာပေါ့ PTV ဆိုခြင်းနဲ့ဘာညာဆိုရင်လည်းသူတို့ဆိုခြင်းနဲ့မိုက်ကို2လိုင်းဆိုမှလား3လိုင်းဆိုမှလားကြိုက်တယ်လို့ကျွန်တော်တို့ပေးလို့ရတယ်နောက်တစ်ခုကကြတော့ဒီမှာဆိုပါလို့ဗျာအဆိုတော်က2ယောက်ဆိုမယ်နောက်ကဟာမိုနီ3ယောက်လိုက်မှလား4ယောက်လိုက်မှလားပေါ့နော်သူတို့ကိုလည်းဟာမိုနီအပြည့်လိုက်တဲ့ဟာကိုလည်းကျွန်တော်တို့ကအကုန်လုံးပေးလို့ရတယ် professional မိုက်စာကိုတုံးထားပေးတယ်အဲ့ထဲကနေမှကျွန်တော်တို့ဒီမှာမိုက်လိုင်းဆိုရင်သူကမိုက်အကိုမှာ90နဲ့6လိုင်းကိုကျွန်တော်တို့ပြောင်းပြီးတော့သုံးလို့ရတယ်အဆိုတော်ဆိုတဲ့နေရာမှာဒီမိုက်ရဲ့အကိုတန်မကြိုက်ဘူးဘယ်ဟာနဲ့ပြောင်းသုံးမယ်ဆိုသူပြောင်းနေတဲ့ဟာကိုကျွန်တော်တို့ဒီကနေဒီမှာကျွန်တော်တို့မျိုးစုံပြောင်းပြီးတော့ဆက်စရာကျွမ်းကျင်တယ်လို့ပေါ့နော်အဲ့လိုမျိုးသုံးလို့ရတဲ့ဟာကိုကျွန်တော်တို့ကဒါပေးထားပေးတယ်အဲ့ဆိုရင်တော့ဒါကတော့professional မိုက်စာရဲ့ဒါအကြမ်းပြင်းပြောတာပါနောက်တစ်ခုကျွန်တော်ဒီမှာအတန်ခွဲဆက်2025ရဲ့အတန်ခွဲဆက်ကိုကျွန်တော်ဒီမှာ mid height တစ်လုံးပါမယ်အခုလိုမျိုးကျွန်တော်တို့ဒီလိုမျိုး215ပဲနေနေ line way ပဲနေနေ15ပဲနေနေပေါ့နော်အဲ့ဒီရဲ့အတန်တွေမှာကျွန်တော်တို့လိုချင်တဲ့အတန်ထွက်ဖို့ပေါ့ဥပမာအတန်ကလည်းတယောက်နဲ့တယောက်မတူဘူးပေါ့ဗျာမတူတဲ့ချိန်မှာကျွန်တော်တို့ကဘယ်အတန်လိုချင်တာလဲလိုချင်တဲ့အတန်ကိုကျွန်တော်တို့ဒီကနေဖြတ်ချတာမျိုးလဲလုပ်လို့ရတယ်လိုချင်တဲ့အတန်ကိုပိုတင်တာမျိုးလဲလုပ်လို့ရတယ်ပြီးရင်အဲ့တင်တဲ့အတန်တွေမှာအတန်တွေပေါ့ပါသုံးပါလားအပြည့်သုံးပါလားကျွန်တော်တို့ဒီကနေစိတ်ကြိုက်ချိန်လို့ရတယ်ဒါမင်းဟိုက်အတွက်စက်ဥပါမှာလဲအဲ့လိုပဲစက်ဥပါမှာလဲကျွန်တော်တို့ကအတန်တွေကိုခပ်ပြင်းပြင်းသုံးမယ်ဒါမှမဟုတ်ဘူးအနည်းငယ်မှအပြင်းသုံးမယ်အဝေးကိုပေါက်အောင်သုံးမယ်ဟုတ်ပြီကျွန်တော်တို့လိုချင်တဲ့အတန်တွေဒီမှာ local ကိုဘယ်လောက်ကနေဘယ်လောက်ထိဖြတ်ချမလဲနောက်တစ်ခါ headset ကိုဘယ်လောက်ကနေဘယ်လောက်ထိယူမလဲဘယ်လောက် headset ကိုပို့ယူမလဲပေါ့ကျွန်တော်တို့ဒီမှာစိတ်တိုင်းချချိန်လို့ရတယ်အဲ့ဒီချိန်ပြီးသားအတန်တွေကိုကျွန်တော်တို့ကဒီမှာ overall control စက်ဥပါ frequency လေးနဲ့ကျွန်တော်တို့ဒီမှာပြန်ပြီးတော့ control လုပ်လို့ရပါတယ်ဒါက mid height တစ်လုံးစက်ဥပါတစ်လုံးပြီးလို့ရှိရင် short ဖြစ်ရင်ဖြုတ်ချမယ် AC protector တစ်လုံးပါမယ်ဒါကတော့ mid height ကိုမောင်းတဲ့ amplifier စက်ဥပါကိုမောင်းတဲ့ amplifier ပေါ့နော်ကျွန်တော်အားလုံးတွဲထားတယ်ဒါလေးကျွန်တော်နည်းနည်းလေးအတန်လေးထုတ်ကြည့်လိုက်မယ်ကနဦးကျွန်တော်တို့အတန်ထုတ်တဲ့နေရာမှာကျွန်တော်တစ်ချက်ပြပေးမယ်ဆရာတို့ဒီ48 volt တွေတော့နှိပ်မထားမိသေးတယ်နော်ဂိမ်းတွေကလည်းကျွန်တော်တို့ဒီမှာ UT level ကိုထားပေးမယ် high mid low အားလုံးကကျွန်တော်တို့ဒီမှာ flat type တွေကြီးပဲ0 level ပေါ့ဟုတ်ပြီကျွန်တော်တို့ဒီမှာလည်းဒီမှာ UT level 0ပေါ့အလွယ်ပြောရင်0ကျွန်တော်ထားလိုက်မယ်ဒီမှာ master မှာလည်း0ထားလိုက်မယ်ကျွန်တော်နည်းနည်းလေးဖွင့်လိုက်မယ်အောက်က short ထားလိုက်ကြည့်လိုက် short ထားနော်အဲ့ဒါကျွန်တော်အတန်စင်ကနေကြည့်လိုက်မယ်ဟုတ်ပြီအတန်စင်ကနေမှာလည်းဒီမှာ0ဖြစ်ရမယ်ဆိုရင်ကျွန်တော်တို့အောက်ကဒီဘက်ကထွက်လာတဲ့အတန်တွေပါတယ်ကျွန်တော်နားမထောင်သေးဘူးပေါ့နော်ဒါဆိုရင်သူ့ထွက်လာတဲ့အတန်ဒီမူရင်းအမှန်ဖြစ်ရမယ်ပေါ့နော်ကျွန်တော်တို့ကအဲ့ဒါကိုတစ်ချက်ကြည့်တာပါမူရင်းအမှန်ကိုဖြစ်မှာဒီထက်ကထွက်လာတဲ့အတန်တွေကပို့ပြီးတော့အစင်ကြီးမှာဒါကျွန်တော်မဟိုက်အတွက်မောင်းထားတဲ့ဟာကျွန်တော်နည်းနည်းလေးထုတ်ကြည့်မယ်မဟိုက်အတွက်နည်းနည်းလေးစိုင်းကြည့်မယ်ကျတို့မဟိုက်မှာအပေါ်ကဟိုက်ကလေးပဲပါတော့တယ်နော်ဟိုက်ကလေးပဲပါတော့တယ်ပြောချင်တာကကျွန်တော်ဒီမှာစမ်းလိုက်တဲ့ဟာမှာလေဟုတ်ပြီကျွန်တော်မစ်ထည့်လိုက်မယ်မစ်ပါလာပြီဒါက15တလုံးဟုတ်ပြီနောက်တစ်ခုကျွန်တော်စမ်းလိုက်မယ်ဟိုက်ကလေးပဲပါလာပြီသူကလေကျွန်တော်တို့ဒီလိုမျိုးစမ်းတဲ့အချိန်မှာစပီကာတွေမှာဥမာစပီကာလောင်နေလားဟိုက်လောင်နေလားဟိုက်ကအတန်ဝတ်နေလားစပီကာတွေကခုန်နေလားပေါ့နော်ဒါတွေကိုကျွန်တော်တို့စစ်ဖို့အတွက်ကိုဒီလိုမျိုးတစ်လုံးချင်းစမ်းတယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်အခုကျွန်တော်အဲဒီမှာမစ်ပါလာပြီ
ဟုတ်ပြီဒါမြစ်ပါလာပြီနှစ် channel လုံးအဆင်ပြေသွားပြီဆိုမှကျွန်တော်တို့ကအောက်ကဆက်ဥပါလေးနည်းနည်းဆန်းလိုက်မယ်ဆက်ဥပါတလိုင်းချင်းပေါ့နော်ဆက်ဥပါကိုကျွန်တော်တို့ဆန်းတဲ့နေရာမှာလဲဥမာတစ်ခုတည်းထွက်တဲ့တင်ရတဲ့ချိန်မှာဆက်ဥပါကအဆင်ပြေတယ်နှစ်ခုမောင်းတဲ့ချိန်မှာအဆင်မပြေတာမျိုးတွေလည်းဖြစ်တတ်တယ်အဲ့ချိန်မှာကျွန်တော်တို့ကဆက်ဥပါမှာတလိုင်းနဲ့ဆန်းလို့အဆင်မပြေဘူးဒီဘက် line မှာကျွန်တော်တို့ကဆန်းပါရဥမာကျွန်တော်ထားလိုက်မယ်ဥမာအပြင်ကျွန်တော် frequency ဆန်းမှာဆိုတဲ့ခါကျတော့ level 100မှာထားလိုက်မယ်ကျွန်တော်နည်းနည်းတင်လိုက်မယ်ဆက်ဥပါနည်းနည်းပါလာပြီဒီဘက်တင်လို့ရှိရင်အတန်ဝတ်မသွားအောင်ဆရာတို့အတန်နှစ်ဆဖြစ်ရမယ်နော်အဲ့ဒါမှမှန်ပါအတန်လုံးဝတက်လာပြီဒါဆိုရင်ကျွန်တော်တို့ပြောလို့ရပြီဒါဆိုရင်ပြောလို့ရပြီဗာလဲဆိုတော့ဒီထဲမှာဆင်ထားတဲ့ speaker တွေရဲ့အနီအနက်တွေအကုန်လုံးမှန်တယ်ဖေးအောက်တာတွေဖေးလွှဲတာတွေမရှိဘူးတကယ် professional ဆန်ဖွင့်လို့ရပြီဆိုတဲ့အတိုင်းတာကိုပြတာပါအဲ့ဒါကျွန်တော်နည်းနည်းလေးအတန်လေးထုတ်လိုက်မယ်ဆရာတို့နော်နည်းနည်းလေးဘယ်နာလေးနောက်နည်းနည်းဆုပ်လိုက်ကျွန်တော်ကတော့မင်းဟိုင်းဆိုလို့ရှိရင်ကျွန်တော် frequency 200လောက်ကနေကျွန်တော်တို့အကြိုက်ပေါ့နော်ဒါတရားကတော့မတူဘူး200ဆိုရင်တော့အတန်ပြည့်တယ်အတန်ကိုပေါ့လေးသုံးနေတယ်ဆိုရင်တော့300လောက်မှထားသုံးပါကျွန်တော်နည်းနည်းလေးထည့်လိုက်မယ်ဆက်ဥပါဆိုရင်လည်းအဲ့လိုပဲကျွန်တော်တို့ဆိုရင်တော့85လောက်ကိုကြိုက်တယ်ခင်ဗျနော်မရိုက်လေးကျွန်တော်နည်းထည့်လိုက်မယ်မရိုက်လေးကြီးပဲဆရာတို့အပေါ်မှာမရိုက်ကလုံးဝအစင်ကြီးတော့ကလေးကြီးပဲဆရာတို့အောက်ကကျွန်တော်ဆက်ဥပါလေးထည့်လိုက်မယ်ဒီပန်လေး300မှာ85မှာမင်းဆက်ဥပါဒီမှာလဲ0 dB ပဲဆရာတို့အဲ့ဒါကိုသွားကြည့်မယ်ဆရာတို့ဒီမှာ speaker အရွက်လုံးဝမခုန်ရဘူးspeaker အရွက်လုံးဝမခုန်ဘူးနော်ဆရာတို့ဒီမှာကြည့်ပေးမယ်ဒီထဲမှာရှိတဲ့ speaker အရွက်ဒီလုံးဝမခုန်ဘူးအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီဘက်ကနေမှမိုက်စာကနေလေကျွန်တော်တို့ကအမှန်ပေးထားတယ်ပြီးလို့ရှိရင်ဒီမှာမိုက်စာက0အမှန်ပြီးရင်ဒီမှာ flat type 00အမှန်ပေးထားတယ်ပြီးရင်ကျွန်တော်တို့ဒီမှာအတန်ခွဲစနစ်တရားလဲသူ့မှာအမှန်ပေးထားတဲ့ခါကျတော့သူ့ရဲ့ performance ကိုအပြည့်လုပ်လို့ရတယ်မင်းဟိုက်မှာလဲ speaker အရွက်လုံးဝမခုန်ဘူးနော်စက်ဥဘာမှာလဲလုံးဝမခုန်ဘူးအဲ့ဒီအတန်ကိုဆရာတို့ကိုပြမယ်ကျွန်တော်ဖွင့်လိုက်မယ်တင်လိုက်မယ် power အကုန်တင်ထားရနော်ဆရာတို့တင်လိုက်မယ်ကျွန်တော်ရှက်ပါလေးတင်လိုက်မယ်ဆရာတို့ speaker အရွက်ရှိကိုသွားပြပေးမယ်နော်လုံးဝမခုန်ရဘူးအဲ့မှာနော်ဆရာတို့အဲ့မှာအရွက်လုံးဝမခုန်ဘူးဆရာတို့ရွက်တွေပါတွေလည်းလုံးဝမခုန်ပဲနဲ့ကျွန်တော်တို့အပြည့်စည်းနေအောင်ဖွင့်တဲ့ပုံစံပါဒါတော့နော်ဆရာတို့ audio ဝါသနာပါတဲ့ညီကိုများကျွန်တော်ဒီ King Audio ပေးမှာ like လေ့လာလို့လည်းရတယ် like share လုပ်ထားလို့လည်းရပါတယ်နောက်ဆုံးကျွန်တော်တို့ပုံမှန်မှာကဝဲမဝဲဆရာတို့ကြီးနော် audio နဲ့ပတ်သက်ရင်ကျွန်တော်တို့ပုံမှန်မှာမဝဲလဲဘာမှမဖြစ်ဘူးကျွန်တော်တို့ပုံမှန်မှာဆက်စရာတွေရှိပါတယ်လှမ်းပြီးတော့မေးလို့ရပါတယ်ဥပမာဘယ် amplifier web ဘယ်လောက်ရှိတယ်ဘယ် speaker web ဘယ်လောက်ရှိတယ်ကျွန်တော်တို့အဲ့ဒါလေးနဲ့ဖွင့်ရင်တင့်တော်လားမတင့်တော်လားကိုက်ညီလားမကိုက်ညီလားကျွန်တော်တို့ပုံမှန်မှာမေးလို့ရပါတယ်နောက်တစ်ခုကဆက်တွဲပုံတွဲနည်းတွေဖွင့်ပုံဖွင့်နည်းလေးတွေလိုအပ်ရင်ဘယ်ဆိုင်မှာပဲဝယ်ပါဘယ်ကုမ္ပဏီမှာပဲဝယ်ပါကျွန်တော်တို့ကုမ္ပဏီကိုလှမ်းပြီးတော့မေးလို့ရပါတယ်ကျွန်တော်တို့ကုမ္ပဏီဖုန်းနံပါတ်တွေက
39 26ခွန်လေးလုံး655ရှိမယ်39 25 8လေးလုံး390ရှိမယ်ပြီးရင်39 25 6လေးလုံး390ရှိပါမယ်ဒီဖုန်းနံပါတ်တွေကိုအချိန်မရွေးဆက်သွယ်လို့ရတယ်မေးလို့ရတယ်အားနာစရာမလိုပါဘူးဆရာတို့နော်မဝယ်လဲမေးလို့ရပါတယ်ကျွန်တော်စီမှာအခမဲ့လေးကုန်ခံပြီးတော့ဖြည့်ပေးတာဆိုရင်ကျွန်တော်တို့ကုမ္ပဏီမှာပဲရှိပါမယ်ကျွန်တော်နည်းနည်းလေးပြင်ပြီးပြင်မယ်နော်ကျွန်တော်ထွက်လာတဲ့ကနည်းနည်းလေးပဲရှိသေးတယ်ဆရာတို့ကြောက်ဆရာကြီးကျွန်တော်ပါလေးပဲထည့်ထားသေးတယ်ကဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်လိုအပ်ရင်ကျွန်တော်တို့ကုမ္ပဏီဖုန်းနံပါတ်တွေကိုကျွန်တော်ချိန်မီမေးလို့ရပါတယ်ကျွန်တော်ဒီဗီဒီယိုပိုင်းရဲ့ထိပ်ဆုံးမှာလည်းကျွန်တော်တို့ကုမ္ပဏီလိပ်စာနဲ့ဖုန်းနံပါတ်ကိုလည်းကျွန်တော်တို့တင်ထားပေးပါမယ်လှမ်းပြီးတော့မေးလို့ရပါတယ်ခင်ဗျာ